ယဟန်တွေကဟိုဟိုတီတီသွားလာဖို့သွားတော့သွားကြတယ်သို့တော့မူရင်းကာလမှာတော့မရှိမြတ်စွာဘုရားကိုယ်တိုင်ကယဟန္တာ60တပါးပေါ်တဲ့အချိန်မှာသာသနာပြုတရားဓမ္မဟောဖို့ရစေလွတ်တယ်စရထဘိက္ခွေစာရိကံခီးသွားကြမြတ်စွာဘုရားအနီးမှာနေကြခီးသွားကြဒီသိထဘိက္ခွေဓမ္မအာဒီကလျာဏမစ္စေကရောတနာစလည်းဆုံးသုံးပါလုံးကောင်းခြင်းနဲ့ဒိဗ္ဗေနဲ့ပြည့်စုံတဲ့တရားဓမ္မတွေကိုလည်းလည်းဟောပြောကြလောကလူတွေဟာတရားမနာရရင်မသိနိုင်ဘူးမသိရင်တရားဓမ္မမှလည်းလို့ဆုံးရှုံးသွားနိုင်ကြတယ်ဒါကြောင့်မို့တရားလှည့်လည်ပြီးတော့ဟောကြဖို့အဲ့လိုသွားတဲ့အခါမှာတန်ခါဥယေက60ဧရိယာကြီးကအမတ္တမကျဲတော့နှစ်ပါးသုံးပါးတွဲသွားနေမယ်ဆိုရင်တရားနှက်မှာမဟုတ်လို့မာဧကေနဒွေအကမိဋ္ဌာတကြောင်ဤသောလမ်းမှာနှစ်ပါးမသွားကြနဲ့ကိုသွားခြင်းနဲ့နေရာတစ်ခုတပါးတည်းပဲသွားပြီးသွားကြလို့ရည်ရွယ်ချက်ကတော့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုဖြန့်ဖြူးဟောကြားဖို့စိတ်လွတ်တာပဲဖြစ်တယ်အဲ့ဒါလို့နဲ့တန်ခါတွေဟာတစားစိတ်ပါဝင်စားပြီးတော့သာသနာပေါင်းဝင်လာတဲ့ပုဂ္ဂိုလ်တွေကများလာနောက်ပိုင်းသာသနာပေါင်းဝင်တဲ့ပုဂ္ဂိုလ်တွေကတမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေဝင်လာတော့အတွေးခေါ်အယူဆအပြောဆိုမျိုးမျိုးနဲ့မြတ်စွာဘုရားသာသနာတော်ဝင်ရောက်လာကြတယ်ပေါ့များလာပြီဆိုတဲ့အရာမှာလူဟာနေတော့ကတန်းစင်တော့လေများလာပြီဆိုလို့ရှိရင်တော့ထုံတန်းစင်တယ်လူများလာလို့ရှိရင်ဒီအပြည့်နာဆာဆိုပေါ်လာတတ်တယ်ပေါ်လာတယ်များလာပြီဆိုရင်စိကံတမတ်ချက်မရှိဘူးဆိုလို့ရှိရင်သူတလူငါတမဲမိမိစိတ်ဆန္ဒအတိုင်းပြုလုပ်မှုတွေဖြစ်ပေါ်လာတော့ရာသီမရွေးခရီးသွားတဲ့အလေးထားတွေဖြစ်ပေါ်လာမိုးရာသီမှာလည်းသွားတယ်ဆောင်းရာသီမှာလည်းသွားတယ်နှွေရာသီမှာလည်းသွားတယ်ရာသီမရွေးခရီးသွားကြတဲ့အခါမှာမိုးရာသီပိုင်းဆိုလို့ရှိရင်မိုးကာလအခါသမယမိုးတွင်းအချိန်မှာဆိုရင်ကောက်စဝါပင်တွေစိုက်ပျိုးကြအဲ့တော့ကောက်စဝါပင်တွေစိုက်ပျိုးထားတော့တချို့လမ်းတွေကကောက်စဝါပင်တွေဖြတ်တန်းသွားတဲ့နေရာမျိုးတွေရှိနေတယ်ယဟန်တွေဟာမိုးရာသီလည်းပဲခီးထွက်သွားလာနေကြတဲ့အခါစဝါကင်းတွေကိုဖြတ်သွားတယ်ဖြတ်သွားတော့ခင်းရှင်တွေကမကြိုက်ဘူးလေသူတို့စဝါပျက်စီးတယ်ပေါ့လူဖြတ်သွားတာမကြိုက်တော့ပြစ်တင်ပြောဆိုမှုတွေပေါ်လာတယ်ဒီယန်းတွေကလည်းဆောင်းရောနှွေရောမိုးရောရှောက်သွားနေကြတာပဲလို့ဆိုပြီးတော့ကဲ့ရဲ့လာအဲ့ဒီမှာလည်းပဲမြတ်စွာဘုရားနဲ့ခေတ်ပြိုင်ဘာသာတရားတွေလည်းရှိတယ်သူတို့လည်းပဲတမနာလို့ဆိုတဲ့အုပ်စုထဲမှာရှိကြတယ်သို့တော့သူတို့အသီးသန့်ပရိဘာဇကတို့အစေလကတို့ဒီလိုတိကြဝဟတာအာစီဝကဆိုနိခန္ဓာတို့ဒီလိုခေါ်ရတယ်